ဒေါင်းလိုမျိုးတရိတ်ဆန်တွေဆိုတာကလူတိုင်းရဲ့အာယုံစူးစိုက်မှုရလောက်တဲ့အထီကိုလောက်တတ်ကြပါတယ်။ဒါပေမဲ့လည်းတရိတ်ဆန်အကုန်လုံးကတော့ဒီလိုမျိုးမဟုတ်ပါဘူးရှင်။တချို့ကဆိုရင်တော့သားကောင်တွေကိုရှောင်ရှားဖို့အတွက်တစ်ပင်နေနောက်မှာကြောက်တုံးနေနောက်မှာပုံကွယ်နေကြပါတယ်။တဘာဝတရားကြီးကလည်းသူတို့ရဲ့ပုံကွယ်မှုတွေမှာကြီးမားတဲ့အခန်းကဏ္ဍကနေပါဝင်နေတာပါ။ပတ်ဝန်းကျင်နဲ့လိုက်ရောညီထွေလုံနိုင်တဲ့မျိုးစိတ်အနေငယ်နဲ့တခြားတရိတ်ဆန်လိုမျိုးပြောင်းလဲနိုင်တဲ့မျိုးစိတ်အနေငယ်ကြောင့်ရှာဖွေကြည့်ကြရအောင်ပါလားရှင်။အဲဒီထဲမှာတော့မိမအီဘဝဲတို့ရာဘရောင်းပင့်ကူရောမျိုးအဲလိုမျိုးခန္ဓာကိုယ်တစ်ခုလုံးကိုပြောင်းလဲပြနိုင်တဲ့အကောင့်လေးပါပါဝင်နေပါတယ်။ဒါပေမဲ့အထင်ကြီးစရာအကောင့်ဆုံးကတော့ Betterment အကောင့်ပဲဖြစ်ပါတယ်။အဲ့ဒီအကြောင်းကိုဒီနေ့ top ဆုံးအဆုံးမှာပြပြပေးပါမယ်။ဒါရီကတော့ပတ်ဝန်းကျင်ကိုလိုက်ပြီးပြည့်စုံစွာချိန်ညှိနိုင်တဲ့တရိတ်ဆန်တွေအကြောင်းပဲဖြစ်ပါတယ်။ Subscribe နဲ့ခေါင်းလောင်းလေးနှိပ်ပြီးတော့ top ဆုံးကိုအားပေးသွားကြပါအောင်ရှင်။ကဲတော့ဆွေးနွေးဆက်လိုက်ကြတာပေါ့။ကျမကတော့ခိုင်ပါရှင်။နံပါတ်1မတူညီတဲ့ဒုတ်ချောင်းအင်းဆက်များပရွက်စိတ်တို့ဘိုးတော်မာတို့လိုမျိုးအင်းဆက်တွေကဖုံးကွယ်နေဖို့အတွက်အများကြီးကြိုးမဆိုင်ကြပါအောင်နော်ဘလို့ပဲဖြစ်ဖြစ်ပါပုံးကွယ်နေတတ်ကြတဲ့အကောင်တွေရှိပါတယ်တချို့ကဆိုရင်တော့အယောင်ချဲနိုင်ဇွမ်းတွေတုံးတယ်လို့တချို့ကဆိုရင်တော့ပတ်ဝန်းကျင်နဲ့လိုက်ပြီးတော့ပြောင်းကြပါတယ်ဒီဟာတွေကတော့အမြင့်ဆုံးကောင်တွေပဲဖြစ်ပါတယ်ဒီကောင်တွေကဒုတ်ချောင်းတွေအရွက်တွေပန်းတွေပုံစံဖြစ်တောင်မှပြောင်းလဲကြတာပါအဲ့ဒီຢာရီရပဲသူတို့ကိုတားကောင်တွေရအောင်လို့ကောတားကောင်တွေရန်ကနေပြီးတော့ပုံးနိုင်အောင်ကိုကူညီပေးတာဖြစ်ပါတယ်ကျွန်တော်တို့လိုအမြင်အာယုံကောင်းပြီးအယောင်မြင်နိုင်စွမ်းမြင့်တဲ့အာယုံပိုင်ရှင်တွေကလွှဲရင်တော့မမြင်ရကြပါဘူးရှင်ဥမာပေးရမယ်ဆိုရင်တော့အတူခိုးပြီးပုံးနိုင်တဲ့အင်းဆက်တစ်မျိုးဟာဆိုရင်တော့နှစ်တန်းပေါင်း126နှစ်လောက်တည်ရှိနေပြီဖြစ်ပါရဲ့ရှင်နံပါတ်1ဗီယက်နမ်မျိုးစိတ်မိုစီဖာဗီယက်နမ်မျိုးစိတ်မိုစီဖာဟာဆိုရင်တော့တက်တော်ထဲမှာပုံးကွယ်နိုင်ဆုံးအကောင်ဖြစ်ပါတယ်။အယောင်ပြောင်းနိုင်တာတွေမကသေးဘဲနဲ့အဖုပိတ်အနေငယ်လေးရှိတာကြောင့်ရုပ်တရက်ကြည့်မယ်ဆိုရင်တော့ရင်ကြီးတွေပေါက်နေတာလို့တော့မှထင်နိုင်ပါတယ်။ဖားပေါ်ပေါက်နေတဲ့အရာတွေကပဲဒီဖားကိုထူခြားတဲ့ပုံစံပေါ်နေစေတာပါ။ဒီကောင်တွေရဲ့6ထောက်တရားဆိုရင်တော့သူတို့ကိုတစ်ကိုင်းနေပေါ်မှာတွေ့ကန့်နေအောင်လို့လှုပ်ဆောင်ပေးနိုင်ပါတယ်။သူတို့ကအဲ့ဒီနေရာမှာဒီပုံစံအတိုင်းပဲနေပြီးတားရဲတွေစီကနေပုံးကွယ်နေတတ်ကြတာပါ။အစားခရအချင်းကနေရှောင်ရှားဖို့အတွက်နောက်ထပ်နေရတော့အစိုးလိုက်နေထိုင်ခြင်းပဲဖြစ်ပါရဲ့ရှင်။နံပါတ်3ရေဘဝဲစီပါလိုဘတ်ရေဘဝဲရီယာဆိုရင်တော့စမတ်အကြဆုံးနှုတ်တိုက်တတဝါမျိုးစိတ်ပဲဖြစ်ပါတယ်။တားရဲတွေ့ပြီးဆိုရင်တော့ဒီကောင်တွေကပြေးစရာမလိုဘဲနဲ့စမတ်ကြရှောင်တတ်ကြတာပါ။အဲဒီကောင်တွေမှာဆိုရင်တော့ညံလွန်ကောင်းတဲ့ပင်လယ်တတဝါတွေရဲ့အစိပ်ပိုင်းတွေပါဝင်ပါတယ်။ဘာကောင်တွေလဲဆိုရင်လက်ရှက်ချောင်းရှိတဲ့ရေဘဝဲတွေလက်ဆယ်ချောင်းရှိတဲ့ကင်းမွန်တွေကင်းမွန်၅မျိုးတွေအခွန်ရှိနေတဲ့ Nautilus အကောင်တွေပဲဖြစ်ပါတယ်။စီပါလိုဘတ်စီပွဲရီဟာဆိုရင်တော့ဖွံ့ဖြိုးမှုအစောပိုင်းမှာကာကွယ်ပေးတဲ့အခွင့်အရေးရှိတာပါ။အဲ့ဒါအပြင်ပုံးကွယ်နိုင်တဲ့စွမ်းရည်တွေနဲ့ရှည်လျားတဲ့လက်တံတွေလည်းရှိတဲ့ဒီရေပွဲရီဟာဆိုရင်တော့သူတို့ရဲ့အရေးပြားအောက်မှာရှိနေတဲ့ကြွက်သားတွေကိုအလုံးကိုထိန်းချုပ်နိုင်ကြပါတယ်။အဲ့ဒါကြောင့်မှပဲသူတို့ရဲ့အသားရည်တွေကိုအဖို့တွေထနေတာတွေချောမွေ့တာတွေဖြစ်နေအောင်လို့အမျိုးမျိုးပြောင်းလို့ရနေတာပါ။ထူးချွန်နေတဲ့အမြင်အာရုံရှိတဲ့အဒီကောင်တွေကပတ်ဝန်းကျင်ကအယောင်တွေကိုကြည့်နိုင်ပြီးအယောင်ပြောင်းနိုင်တဲ့ cells တွေဖြစ်တဲ့ chromosphere ကနေပြီးတော့ပတ်ဝန်းကျင်တိုင်းအယောင်လိုက်ပြီးတော့ပြောင်းมาတော့တယ်ဒီလိုမျိုးနှစ်တန်းပေါင်းများစွာကြာအောင်လုပ်နိုင်ပါတယ်ပင်လယ်ထဲမှာပုံရတာကတော့ကုန်းပေါ်မှာလောက်မလွယ်ကူပါဘူးရှင်နံပါတ်4 bobtail ရေဘဝဲဘော့တေးရေပွဲဟာဆိုရင်တော့ဆိုဒါဘူးထထောင်မှာသိနေပြီမြလူစိုးတွေအကုန်လုံးရန်ကနေပုံးခွေပြီးအံ့ဩစရာအရေးချင်းနေရှင်နေတာပါဒီရေပွဲတွေဟာဆိုရင်တော့သူတို့ရဲ့အချိန်အများစုကိုတဲရီထဲမှာတားရဲတွေစီကနေပုံးခွေနေဖို့အတွက်သုံးပါတယ်ပုံးကွယ်နိုင်တာဒီတစ်မျိုးတည်းတော့မဟုတ်ပါဘူးတဲ့ရှင် Binary fishery လို့ခေါ်တဲ့ bacteria cells တွေဟာဆိုရင်တော့အဲ့ဒီ EBOA ရဲ့အရေးပြားနဲ့ထိတွေ့ဆက်ဆံမှုတွေရှိနေပါတယ်အဲ့ဒီ bacteria တွေကပူပြင်းတဲ့ຫນွေရာသီကပိုးဆုံးကျူတွေလိုပါပဲဒါတို့နည်းတွေကနေအလင်းတွေထွက်တာပါရေပွဲတွေကအဲ့ဒီကောင်တွေကိုတကြားနဲ့ amino acid ထုတ်ပေးပါတယ်အဲ့ဒီလိုကနေပြီးတော့ bacteria တွေကရေပွဲရှင်အရေးပြားပေါ်မှာကပ်နေပြီးအလင်းတွေထွက်ကညဘက်မှာတော့မှလင်းတာဖြစ်ပါတယ်ဒီလိုမျိုးပြည့်ပြည့်စုံစွာနဲ့အချိန်လေးအမှန်တွေကိုဖုံးကွယ်နိုင်ကြတဲ့ရေပွဲတွေပဲဖြစ်ပါရဲ့ရှင်နံပါတ်5လိမ္မော်ရဝက်သက်ချရွက်လိပ်ပြောင်းလိပ်ပြတွေဆိုတာကတဘာဝတရားကြီးမှာအမြင်ဖန်ဆနိုင်တဲ့အကောင်တွေဖြစ်ပါတယ်။အဲ့ဒါကကောင်းတဲ့ချက်တော့မဟုတ်ပါဘူးနော်။တရိတ်ဆန်လောကမှာတားရဲတွေစီကနေအာယုံစိုက်ခင်ရမှာပဲဖြစ်ပါတယ်။ဒီလိပ်ပြတွေမှာဆိုရင်တော့အတောင်ပိတ်လိုက်တဲ့အခါမှာအကြောနဲ့တွေရှိနေတဲ့တိရွက်6တွေနဲ့လုံးဝတူတဲ့အတောင်မှန်တွေရှိတာပါ။ဒီလိုပုံးခွေတာမျိုးကလုံးဝကိုထိရောက်ပါတယ်။လူသားတွေတောင်မှတိရွက်လို့ထင်သွားနိုင်တာပေါ့။သူတို့မှာကိုယ်ပိုင်အယောင်ချဲပစ္စည်းတွေရှိကြပြီးတော့တက်ကိုင်းပေါ်မှာနားရင်ပဲဖြစ်ဖြစ်မြေအောက်မှာနားရင်ပဲဖြစ်ဖြစ်ဘလို့ပြောင်းရမလဲဆိုတာသိကြပါတယ်။တားရဲတွေကိုအမြင်အာယုံမှားစေနိုင်ပြီးတော့လွတ်မြောက်ဖို့အခွင့်အရေးတွေကိုရရှိစေတာပါလေမော်ရဝက်သက်ချရွက်လိပ်ပြာတွေကလေထဲကနေတားရဲတွေလိုမျိုးလျင်မြန်စွာအာယုံခံနိုင်ပါတယ်ရှင်နံပါတ်6အရှိပိုင်းကပုံးကွယ်နိုင်တဲ့ငှက်ဆိုးစည်းကွက် ပ
ပေါင်းကွယ်တတ်တဲ့အကြောင်းကိုပြောရမယ်ဆိုရင်တော့ငှက်တွေပါမယ်လို့ပရိသတ်ကြီးတို့စဉ်းစားမိကြမှာမဟုတ်ပါဘူးနော်ဒါပေမဲ့အရှိပိုင်းကပေါင်းကွယ်နိုင်တဲ့ငှက်ဆိုးစည်းကွက်တွေကပရိသတ်ကြီးတို့ရဲ့အမြင်ကိုပြောင်းပေးပါလိမ့်မယ်ဒီစည်းကွက်တွေကိုမြင်နေရတယ်မလားမမြင်အောင်လားဆိုတာအမြဲတမ်းအငြင်းပွားစရာပါပဲဒီကောင်တွေကတက်ပင်တွေတေကိုင်းတွေအဲ့ဒီနာပတ်ဝန်းကျင်ကအယောင်တွေနဲ့လုံးဝကိုပြည့်ပြည့်စုံစုံလိုက်ဖက်နေရဖြစ်ပါတယ်အဲ့ဒါပြင်တက်ပင်ပင်စီထဲမှာဆိုရင်လေလုံးဝကိုပုံစံကြတဲ့အနေထားနဲ့နေတတ်ကြတာပါအပေါက်တွေကိုပုံမှန်အားဖြင့်သူတို့ထက်ကြီးအောင်လို့ဖောက်လုပ်ထားကြပြီးတော့တစ်ပင်ပေးစီနဲ့လုံးဝတူအောင်နေရာယူကြပါတော့တယ်။ဒီလိုလုပ်တာကဈေးကွက်တွေကိုတားရဲတွေရန်ကနေကာကွယ်ပေးုံနဲ့မကသေးပဲနဲ့တားကောင်ရအောင်မှကူညီပေးပါတယ်။အရှိပိုင်းကပုံးခွေတက်တဲ့ငှက်ဆိုးဈေးကွက်တွေရဆိုရင်တော့အများအားဖြင့်နေပိုင်းမှာတစ်ပင်အမြင့်နေပေါ်မှာအတောင်ဖြန့်ပြီးအိတ်တက်ကြတာဖြစ်ပါတယ်။ဒီကောင်တွေရဲ့အယောင်ကနေညိုရောင်ဖြစ်နေပြီးတော့ဒေါင်လိုက်အယောင်ဖောက်ထားတာတွေရှိနေပါတယ်ရှင်။နံပါတ်9ပုံးကွယ်ထက်တဲ့ Baron Caterpillar အကောင်တွေရဆိုရင်တော့ပုံစံမျိုးစုံရွေးစားမျိုးစုံဖြစ်နိုင်ပြီး Baron Caterpillar အကောင်တွေတော့အရှိတောင်အာရှဒေသတွေဖြစ်တဲ့အိန္ဒိယနဲ့မလေးရှားတို့မှာတွေ့ရတတ်ပါတယ်။အဲဒီကောင်တွေရဆိုရင်တော့မျက်စိတမိတ်အတွင်းမှာရင်ကိုပတ်ဝန်းကျင်ကနေပြကွယ်သွားအောင်လှုပ်ဆောင်နိုင်ပါတယ်။ဒီဗီဒီယိုတွေကတကောင်ကိုပရိသတ်ကြီးတို့မြင်ရပါသလား။မြင်ရမှာမဟုတ်ပါဘူးနော်။အကြောင်းရင်းကတော့ Baron Caterpillar အကောင်တွေကအစိမ်းရောင်မွေတွေရှိနေပြီးတော့တရရွက်နဲ့ပြေးဆောင်လိုက်ဖက်အောင်လှုပ်နိုင်စွမ်းနေရှိရလို့ပဲဖြစ်ပါတယ်။ဒီကောင်တွေကကြက်သီးထားစရာချိုးသားပုံစံပေါ်နိုင်ပေမဲ့တင်းငယ်တဲ့ insect တွေအတွက်ကတော့ပြကွယ်အောင်လုပ်နိုင်တာကတန်မှန်ပါပဲ။အဝါရောင်အယိုးကြားဟာဆိုရင်တော့တရွက်အလဲကအယိုးနဲ့ပြေးဆောင်စွာတွဲဖက်နေနိုင်တာပါ။ဒီBaron Caterpillarတွေဆိုရင်တော့လက်ခံကောင်တွေဖြစ်တဲ့ငှက်တွေပုတ်တင်ညိုတွေနဲ့တွားတတ္တဝါတွေပါကတ်နေတတ်ပါတယ်။တတိထားတဲ့အချက်ကတော့အဲ့ဒီကောင်တွေနဲ့ထိမိရဲဆိုရင်တော့နိုင်ပေါင်းကြအောင်လို့ရတတ်တယ်ဆိုတဲ့ချက်ဖြစ်ပါတယ်ရှင်။နံပါတ်8ပုံးခွဲနိုင်တဲ့ငါးခွေးရှာဆိုရင်တော့တခြားငါးတွေလိုပါပဲပြားနေပြီးတော့အနက်ရောင်ရှိကတခြားသူတွေစီကနေအာယုံဆိုင်မခံရဖို့အတွက်အများကြီးစူးစမ်းစရာမလိုဘဲနဲ့ပင်လယ်ကျန်းပြင်မှာကူခံနိုင်ပါတယ်။အဲ့ဒါအပြင်ပြားနေတဲ့ကိုကြောင့်ပဲအစင်ပြေပြေချောချောမွမွေနဲ့ပို့ပြီးတော့လှည့်မြန်အောင်လို့ကူခံနိုင်တာပါ။ရေဝဲတွေလိုပါပဲဒီကောင်တွေကအရေးပြားရောင်တဲ့ပုံစံတွေကိုပြောင်းနိုင်ပါတယ်။တမနေ့အတွင်းမှာရင်ကိုသဲနဲ့တူအောင်ကြောက်တုံးနဲ့တူအောင်ပြောင်းနိုင်တာပါငါးခွေးရှာတွေမှာပါလာတဲ့အရေးပြားရှိရကြောင်းသူတို့ဆန္ဒရှိတဲ့အခါမှာဘလို့အယောင်မျိုးမဆိုပြောင်းလို့ရနေပါတယ်ငါးခွေးရှာတွေက9လမ်းမကနေ25လမ်းမလောက်ထိရှိနေပြီးအများအားဖြင့်ကျန်းပြင်မှာပတ်ဝန်းကျင်နဲ့ညီမျှအောင်နေထိုင်ပါတယ်အဲ့ဒီကောင်တွေရဲ့သားကောင်တွေကတော့ကနန်းတို့ပဇွန်တို့နဲ့တင်းငယ်တဲ့ငါးတွေဖြစ်နေပြီးအမြင်အာရုံနဲ့ထူးခြားတဲ့အရေးပြားတွေက cells တွေကိုပေါင်းကအယောင်ပြောင်းနိုင်တဲ့စွမ်းရည်တွေကိုသုံးပြီးတော့တိုက်ခိုက်တာပဲဖြစ်ပါတယ်ရှင်နံပါတ်9ပူတူးငှက်ဒီပုံကတော့တားရဲ့အများစုမမြင်နိုင်တဲ့ပုံဖြစ်ပါတယ်ဒီကောင်တွေကတကိုင်းနေပေါ်မှာတွေ့ခဲ့နေတတ်ပြီးနေဘက်မှာမယုံနိုင်လောက်အောင်လို့ကြာရှည်စွာနေနိုင်ကြတာပါပူတူးငှက်တွေကညဘက်မှာကျက်စားတဲ့ငှက်တွေဖြစ်နေပြီးနေဘက်မှာတော့မပြန်တန်းကြပါဘူးနော်တကိုင်းနေပေါ်မှာပဲမျက်လုံးတစ်ဖက်ကိုပိတ်ကတောင်းကြီးနေတာကြောင့်ဓာတ်တိုင်ကြီးတွေနေတော့မှတူနေပါတယ်သူတို့တွေအနေနဲ့အန်ဒီအနံ့ကိုရပြီဆိုရင်တော့6သွေးနေတဲ့တကိုင်းပုံစံနဲ့ပူတူအောင်လို့ပြုလုပ်နိုင်ကြပါတယ်မိခင်ငှက်တွေအနေနဲ့သူတို့ရဲ့ဥတွေကိုဝတ်ထားပြီးတစ်ပင်နဲ့လုံးဝတူအောင်လုပ်ကုန်နေကြတာပါညဘက်မှာကျက်စားတဲ့အကောင်တွေဖြစ်တာကြောင့်အမောင်ထဲမှာမြင်နိုင်ဖို့အရန်ကုန်အားကောင်းတဲ့အမြင်အာရုံရှိပါတယ်။ဒါပေမဲ့သူတို့ရဲ့ကြီးမားတဲ့မျက်လုံးတွေကတောက်ပတဲ့အဝါရောင်တွေဖြစ်တာကြောင့်နေဘက်မှာထင်းထင်းရှားရှားမြင်ရနိုင်ပါတယ်။အဲဒါကြောင့်ပဲသူတို့တွေအနေနဲ့သူတို့ရဲ့ကလေးတွေကိုကြည့်ရှုဖို့မျက်လုံးလေးကိုပိစီလေးပဲဖွင့်ထားတတ်ကြတာဖြစ်ပါတယ်ရှင်။နံပါတ်10နှင်းချက်တဲ့မော်ဆန်နဲ့နှင်းချက်တဲ့တွေကအမွှေးထူပြီးအစပြောက်တွေရှိရာကြောင့်ကြောက်တုံးထူတတ်တဲ့ပတ်ဝန်းကျင်မှာပုံခွင့်နိုင်အောင်လို့ကူညီပေးပါတယ်။အမွှေးပုံစံကစက်တဲ့အကောင်လုံးနဲ့ကွဲထွက်နေပြီးရှည်လျားတဲ့အမွှေးတွေကဘလောက်တောင်လှလဲဆိုတာသိသာလွန်းလာပါတယ်။ကြည့်လိုက်တာနဲ့လှနေတာကအံ့ဩစရာတော့မရှိပါဘူးနော်။အဲဒီကောင်တွေကလောကကိုချက်စရာလဲကောင်းပါတယ်။အကြောင်းကတော့အဲဒီကောင်တွေကမဟိဟောင်းနိုင်လို့ပဲဖြစ်ပါတယ်။သားကောင်ကိုတစ်ချက်ထဲနဲ့ဖမ်းမိပြီဆိုရင်တော့အဲဒီကောင်တွေကတော့အဲ့ဒါကပြဿနာမဟုတ်တတ်ပါဘူးနော်။ဒီကောင်တွေအနေနဲ့တဘာဝတိုင်းရင်ကိုသူတို့တွေကိုသူတို့အနှွေးတက်ပေးနိုင်တဲ့အမွှေးထူကြီးတွေပါတာမလို့အချိန်တိုင်းမှာတိတ်တိတ်လေးနေနိုင်ပါတယ်ဒီကောင်တွေအနေနဲ့နေဘက်ချိန်တွေမှာပို့ပြီးတော့အများအားဖြင့်တက်ကြွကြတာပါဒါနဲ့မကအသေးပဲနဲ့နေဘက်မှာကညပိုင်းမှာပါတက်ကြွနေတတ်ကြပါသေးတယ်ပုံမှန်အားဖြင့်သူတို့နဲ့ပုံစံတူတဲ့ကြောက်စုံတွေနဲ့ကြောက်ဆောင်တွေကြားထဲမှာနေတတ်ကြပါသေးတယ်ရှင်ကဲဒီနေ့တော့ဒီလောက်နဲ့ပဲနှုတ်ဆက်ခွင့်ပြုပါနော်နောက်တစ်ခေါက်ထည့်ရ top ဆုံးမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်ပရိသတ်ကြစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်ဘိုင်ဘိုင်